မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြမကျေးလက်အယူအဆတွေနဲ့တရေတစေလောကမှာအတော်လေးလူသိများလီလူကြောက်လဲများတဲ့မဖဲဝါအကြောင်းကိုပြောပြပေးသွားမှာပါသပင်ဖားလျာချထားတဲ့ဓမေစီတစ်ချောင်းကိုကင်ထားတယ်ညတန်ကောင်းရံမှာတင်ကြိုင်းမြေကိုလှင်းချင်းနေတယ်ဒီပုံရိပ်ကိုကြားလိုက်တာနဲ့လူတိုင်းမဖဲဝါကိုပြီးမြင်ကြမှာပါသူဟာတကယ်ပဲကြောက်စရာကောင်းတဲ့တရေမတစ်ယောက်လားဒါမှမဟုတ်တာဝန်တစ်ခုကိုထမ်းဆောင်နေတဲ့နတ်တပါးလားဆိုလားအတူတူလေးလာကြည့်အောင်ပါကဲဒန္တာရီရပြောရရင်တော့မဖဲဝါဟာအစကတော့တာမန်လူသားမိန်းကလေးတစ်ယောက်ပါပဲသူ့ရဲ့အမိအရင်ဟာမဖဲဖြစ်ပြီးအသားဖြူဖြူစပင်ရှည်ရှည်နဲ့အယမ်းလှပတဲ့သူလို့ဆိုကြပါတယ်ဒါပေမဲ့ကန်ဆိုးမှုမောင်ကြပြီးသူကွယ်လွန်သွားတဲ့အခါမှာတော့သူ့ရဲ့အလှအပကိုဆွဲလန်းတဲ့စိတ်တန်ရိုးစင်စိတ်သူကြောင့်တင်ချိုင်းမှာပဲသစေဘဝနဲ့ကျန်ရစ်ခဲ့တယ်လို့အယူရှိကြပါတယ်။နောက်ပိုင်းမှာတော့သူ့ကိုတင်ချိုင်းဆောင်နတ်အဖြစ်တာဝန်ပေးခြင်းခံရတယ်လို့ဆိုကြပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ဓမျက်စည်းကိုအမြဲကြိုက်ထားပြီးတင်ချိုင်းမြေတန့်ရှင်းရလို့နေတာပါပဲ။ဒါကြောင့်လဲသူ့ကိုမဖဲကနေမဖဲဝါလို့ခေါ်ကြတာဖြစ်ပါတယ်။ Okay မဖဲဝါနဲ့ပတ်သက်ပြီးမြမလူမျိုးတွေကြားမှာအယူအဆနှမျိုးရှိပါတယ်။နံပါတ်1ကတော့နမိတ်ဆိုးအဖြစ်မြင်ခြင်းပါညဘက်မှာမဖဲဝါကအိမ်တအိမ်ရဲ့ရှေ့မှာဓမျက်စည်းလဲနေတယ်လို့မြင်မဲ့ရင်သူဖြစ်ဒါမှမဟုတ်ကြားရရင်သူဖြစ်အဲ့ဒီအိမ်မှာနာရဲတစ်ခုခုဖြစ်တော့မယ်လို့ယူဆကြပါတယ်ဒါဟာလူခေါ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်လို့လူတွေကအတော်လေးကြောက်ကြတာပေါ့နံပါတ်2ကတော့အဆောင်အရှောက်အဖြစ်မြင်ခြင်းပါတစ်ဖက်မှာလည်းမဖဲဝါကိုကောင်းစွာပူဇော်ပတိုင်ရပ်ကွာကိုဘေးအန္တရာယ်ကနေကာကွယ်ပေးတယ်ယောဂဗျာလေးပျောက်ကင်းစေတယ်လို့ယုံကြည်ကြပါတယ်အထူးသဖြင့်အောက်လန်းပညာစီတွေနဲ့စွန်းကဝေရီရန်ကနေကာကွယ်ဖို့အတွက်မဖဲဝါကိုတင်မြောက်ပသားတဲ့ဒလေးတွေလည်းရှိခဲ့မှုပါတယ်ယနေ့ခေတ်မှာတော့မဖဲဝါဟာဒန္တာရီထဲမှာတင်မဟုတ်ပဲမြမရုပ်ရှင်နဲ့စပီတွေထဲမှာပါအရန်ခက်ဆာလာပါတယ်ထိုင်လန်စရာကောင်းတဲ့ပုံစံမျိုးကင်မကပဲတခါတလေမှာတော့တနာစရာကောင်းတဲ့ချစ်ချင်းမေတ္တာဇလံမျိုးတွေနဲ့ပုံဖော်လာကြတာတွေ့ရပါတယ်ဒါဟာမဖဲဝါကိုမြမရင်ချေမှုတွေကအထင်ကစပါးနွမ်းဇက်ကားရောင်တစ်ခုအဖြစ်ခိုင်မာစေခဲ့တာပါပဲအချုံရရင်ပြောရရင်တော့မဖဲဝါဆိုတာကြောက်စရာကောင်းတဲ့တရေတယောက်ထဲလူတွေရဲ့ကံကြမ္မာနဲ့တေချင်းတရားကိုတတိပေးနေတဲ့တင်ကြိုင်းဆောင်နတ်တပါးလို့မြင်ကြည့်လို့ရပါတယ်တင်ကောမဖဲဝါနဲ့ပတ်သက်တဲ့ထူးခြားတဲ့အတွေ့အကြုံတွေပုံပြင်တွေကြားဘူးပါလားခင်ဗျာကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်